မော်ဒယ်လောကကနေအောင်မြင်တဲ့တရုတ်ဆောင်တွေဖြစ်လာခဲ့တဲ့မင်းသား3ဦးမှာတော့နံပါတ်1အနေနဲ့အေးချမ်းမောင်ဟာမော်ဒယ်လောကမှာတဆင့်အမှုပညာနယ်ပယ်သို့ဝင်ရောက်လာပြီးရုပ်ရှင်နဲ့ဗီဒီယိုစကားများစွာရိုက်ကူးခဲ့ပြီးမီးရုပ်ရှင်စကားကြီးနဲ့အကယ်ဒမီသက်ဖို့စုကိုရရှိခဲ့ပါတယ်ချစ်တော်နှင်းစီအခြားစကားပေါင်းများစွာနဲ့လူသိများပြီးသူဟာရိုမန်တစ်ဆန်တဲ့ဒရမာဇလန်းတွေမှာပါဝင်တရုပ်ဆောင်မှုများပြီးလူငယ်ပေးသက်တွေကြားမှာအတိမတ်ပြုခံရတဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်ခင်ဗျာနံပါတ်2အနေနဲ့မင်းသားကတော့ထူးအောင်ပဲဖြစ်ပါတယ်ထူးအောင်ဟာမော်ဒယ်အဖြစ်အမှုပညာလောကထဲကိုစတင်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်းမှာတရုတ်ဆောင်အဖြစ်ရုပ်ရှင်ဗီဒီယိုများရိုက်ကူးခဲ့ပါတယ်အစိတ်အသင်အနံဆွဲတော်ရဲ့ပုံမြင်အခြားစကားပေါင်းများစွာနဲ့လူသိများပြီးသူ့ရဲ့ရုပ်ရည်အသွင်ပြင်ခန္ဓာကိုယ်ထွားကြိုက်မှုပုံစံကြောင့်လူသိများပြီးအထူးသဖြင့်စိုးစားခန်းဆန်တဲ့အရှင်စကားများဒရမာစကားများတွင်ပါဝင်မှုများတဲ့မင်းသားလည်းဖြစ်ပါတယ်နံပါတ်3အနေနဲ့တိုင်တွန်ဟာလည်းမော်ဒယ်လောကမှာတရုတ်ဆောင်လောကသို့ကူးပြောင်းလာသူဖြစ်ပြီးလောင်ရက်ဆက်သောအနံအခြားစကားပေါင်းများစွာနဲ့ပြည်သက်အားပေးမှုရရှိခဲ့ပါတယ်သူ့ရဲ့ကိုယ်ပိုင်ဟန်ပန်နဲ့စတိုင်ကြတဲ့ဖက်ရှင်ပုံစံတွေကြောင့်လူငယ်ပြည်သက်တွေကြားမှာအထူးရည်ပန်းစားတဲ့မင်းသားလည်းဖြစ်ပါတယ်။သူဟာအမှုပညာလှုပ်ရှားမှုအမျိုးမျိုးကိုဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။တခြားသောမော်ဒယ်လောကမှာတရုတ်ဆောင်လောကသို့ကူးပြောင်းလာတဲ့မင်းသားများစွာလည်းရှိပြီးဒီထဲကမှလက်ရှိရည်ပန်းစားနေတဲ့မင်းသား3ဦးအကြောင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူကျွန်တော်ပြန်လာခဲ့ပါဦးမယ်။သုံးကြည့်ပေးလို့တယောက်ချင်းကိုကျေးဇူးတင်ပါတယ်ပြောကြရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြရအောင်နော်အားလုံးအနေရကင်းဘေးရှင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်